တတိယကြိမ်မြို့သားလွတ်တော်ရဲ့သဘာပတိဖြစ်ကချင်ပြည်နယ်အမျိုးသားလွတ်တော်ကိုယ်စားလှယ်မဲဆန္ဒနယ်အမှန်ကဒေါ်တွဲဘူကိုသဘာပတိဖြစ်တင်မြှောက်ခဲ့ပါတယ်။အမျိုးသားလွတ်တော်သဘာပတိဖြစ်ဒေါ်တွဲဘူရဲ့အမည်စင်းတစ်စောင်းသာတင်သွင်းခဲ့တာကြောင့်အခုလိုသဘာပတိဖြစ်တင်မြှောက်ခံရခြင်းဖြစ်ကြောင်းသဘာပတိဖြစ်တင်မြှောက်ခံရတာကြောင့်ဂရီတစ္ဆာပြုပြီးလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါတယ်။ကချင်အမျိုးသမီးတဦးဖြစ်သူတရားလွတ်တော်ရှေ့နေဒေါ်တွဲဘူဟာ2020ရွေးကောက်ပွဲမှာကချင်ပြည်နယ်ပြည်သူ့ပါတီ KSPP ကိုယ်စားလှယ်ဖြစ်ကချင်ပြည်နယ်အမျိုးသားလွတ်တော်မဲဆန္ဒနယ်တက်မှာဝင်ရောက်ရှင်ပြိုင်ခဲ့တော့လဲရှုံးနိမ့်ခဲ့ပါတယ်။အဲဒီနောက်2023ခုနှစ်ဖေဖော်ဝါရီလရက်နေ့ကပြည်လဲဖွဲ့စည်းလိုက်တဲ့စစ်ကောင်စီရဲ့အစိုးရအဖွဲ့အတွင်းဒေါ်တွဲဘူပါဝင်လာခဲ့ပါတယ်။စစ်ကော်မရှင်အဖွဲ့ဝင်ဒေါ်တွဲဘူအပါအဝင်ပုဂ္ဂိုလ်အများပြားဟာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းနယ်ပယ်အလိုက်ထူးချွန်ပြောင်မြောက်စွာကြိုးပမ်းဆောင်ရွက်ခဲ့တယ်လို့ဆိုကာ2025ခုနှစ်ဧပြီလမှာတော့ဂုဏ်ထူးဆောင်ပွဲရရှိခဲ့ပါတယ်။2025ခုနှစ်ဒီဇင်ဘာလမှ2026ခုနှစ်ဇန်နဝါရီလအတွင်းစစ်အုပ်စုကဦးဆောင်ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာတော့ဒေါ်တွဲဘူဟာကချင်ပြည်နယ်မှာမဲအများဆုံးရသူအနိုင်ယူစနစ်ဖြင့်အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP ကနေဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့အနိုင်ရရှိခဲ့ပါတယ်။တတိယကြိမ်အမျိုးသားလွတ်တော်ပထမပုံမှန်အစည်းအဝေးကိုမတ်လ18ရက်မှာစတင်ကျင်းပနေတာဖြစ်ပြီးကချင်အမျိုးသမီးဒေါ်တွဲဘူသဘာပတိဖြစ်ရွေးချယ်တင်မြှောက်ခံရတာဖြစ်ပါတယ်။